Grade 5ဖြည့်ဆို့ကြမယ်တသားမိမိတို့အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်မှာ line ပေါ်ကနေပြီးတော့ဒါဒီငားတဲ့မိခွန်းနမူနာမိခွန်းလေးတက်လာတယ်ပေါ့နော်အဲ့ဒါလေးကိုဒီချိန်ကပြန်ပြီးတော့ sharing လုပ်ပေးခြင်းလို့ပါတင်ထားပေးတဲ့ဆရာကိုလည်းcredit ပေးပါတယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဒီချိန်တို့ရှေ့ကနေကြည့်အောင်စပြီးတော့နော်ကဲသူကကြတော့ဒီပေါ့နော်ဆောင်မွေးမိခွန်း2025ခုနှစ်ရဲ့နမူနာပုံစံသူရဲ့ဖြည့်ဆို့ချိန်ကတော့တနာရီ30ပေးထားတယ်ပေါ့နော်မြန်မာစာဖြည့်တဲ့ဖြည့်ဆို့ချိန်ကတနာရီ30ပေးထားပါတယ်ဟုတ်ပြီဒါဆိုဒီချိန်နဲ့တူစက်ကြည့်အောင်အဲ့တော့သူပထမအဆုံးမိခွန်းမှာကြတော့သူဗာမေးထားလဲဆိုတော့အောက်ပါအခွင့်တွင်နဲ့ပေးထားသောစကားလုံးများမှာတပ်ပုံအမှန်ကိုရွေးပါတဲ့အဲ့ဒါလေးကိုသူက10မှတ်ပေးထားပါတယ်နော်ဆင်မပေးထားပါတယ်အဲ့တော့ကာကြီးမှာဆိုရင်တို့လူငယ်တွေကွက်လက်နောက်သို့ဘယ်မစုံလို့ပေးထားရင်စွမ်းအားထုတ်ရဲ့စွမ်းအားထုတ်တသက်ထုတ်နဲ့ပတ်သက်ထုတ်ကိုပေးထားတယ်ဘယ်ဟာမှန်တယ်လဲစွမ်းအားထုတ်ဖြစ်တဲ့ဘာပဲလဲစွမ်းအားထုတ်တသက်ထုတ်ကိုဒီချေတို့ကရွေးပြီးတော့ဖြည့်ပြီးတော့ထည့်ပေးရမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့တပ်ပုံအမှန်ရွေးပေါ့နော်တပ်ပုံမှန်ရွေး10မှတ်ပေးထားပါတယ်ဒါကြောင့်မလို့ဒါလေးဟာလွယ်တဲ့အတွက်ကြောင့်မလို့ဒီမှတ်လေးကိုလည်းရအောင်ယူသွားဖို့လိုပါတယ်နောက်တစ်ခုကနံပါတ်ခါခွေးကမြောက်သည်တစ်ပင်ပေါ်သို့ကွက်လက်တက်၍တစ်သီးကိုခူးလေသည်ဟုတ်ပြီနော်အဲ့တော့လျင်မြန်စွာနဲ့လျင်မြန်စွာဟာထိုးပါတဲ့လျင်မြန်နဲ့ဟာထိုးမပါတဲ့လျင်မြန်ပေးထားပါတယ်ဘယ်လျင်မြန်မှန်လဲဟုတ်ပြီဟာထိုးမပါတဲ့လျင်မြန်ကမှန်ပါတယ်နောက်တစ်ခုခငယ်ရွှေကနဖော့ကြာရိုးဖြူချိုးယူလို့ကွက်လက်မကုံခန်းပေးထားပါတယ်ဒါဆိုရင်ဒီချေတို့ကမကုံခန်းလို့ပြောရတဲ့ကြောင့်မလို့ဒီချေတို့ကဘယ်ကောင်ကိုသုံးရပါမလဲဟုတ်ပါတယ်ဒါဆိုရင်မကုံခန်းဖြစ်တဲ့မတ်သက်ခန်းကိုဒီချေတို့ကရွေးပါတယ်အဲ့တော့ဒါဆိုရင်နံပါတ်1မှာတော့သားတို့သမီးတို့မှတ်ထားရမှာကမိခွန်းနမူနာမှာပြထားတဲ့အတိုင်းပဲသူဟာနံပါတ်1မိခွန်းသည်အမှားအမှန်တပ်ပုံအမှန်ရွေးတဲ့မိခွန်း10မှတ်ဖို့ဖြစ်ပါတယ်ကဲစကြည့်မယ်နော်နံပါတ်2ကိုသွားရအောင်နံပါတ်2ကကြတော့အောက်ပါကွက်လက်များတွင်မှန်ကန်သောစကားလုံးများဖြစ်စွဖြည့်ဆိုပါလို့ရေးထားပါတယ်အဲ့ဒါကလည်း10မှတ်ပါအဲ့တော့အကြောင်းမှသင်ခဲ့တဲ့သင်ခန်းစာတွေကအတိုင်းပါပဲနံပါတ်2တောင်စင်အထက်တဲ့ဒေါ်အထက်တဲ့ကွက်လက်ကျော်လို့ဖြတ်နံပါတ်2ကရွှေတကုံစီရီတော်ကိုကွက်လက်မင်းကြီးကစတင်တည်ထားကိုကွယ်ခဲ့သည်ဟုတ်ပြီနော်အဲ့တော့ဥက္ကလာပါမင်းကြီးတို့ဘာလို့ပေါ့နော်အဲ့တော့ကိုကျောင်းမှာချက်ခဲရတဲ့ကွက်လက်စာလေးနဲ့တူကွက်လက်မှာဖြည့်ပြရမယ်အဲ့ဒါဆို10မှတ်ဒါဆိုရင်မ20ဖို့ဖြစ်သွားပြီပေါ့နော်နံပါတ်2ခခွေးမှာကြတော့ဘယ်လိုပုံစံလာမှာလဲဆိုတော့သူကခက်စစ်ကို10မှတ်ဖို့မိထားပါတယ်နံပါတ်3ကကြီးမှာကြတော့ဒီချေတို့သူတို့ဘာတွေမိထားလဲဆိုရင်အောက်ပါစကလုံးများဖြင့်ဝက်ကြဖွဲ့ပြပါတဲ့အဲ့တော့ဝက်ကြလာမယ်ဒါဆိုရင်ခုနကဒီချေပြောတဲ့မှတ်20ရဲ့ပြီးတော့ခက်စစ်က10မှတ်ဖို့ဝက်ကြက9မှတ်ဖို့နဲ့ဆိုရင်ဒီချေတို့ဘယ်နှမှတ်ဖြစ်သွားပြီလဲ35မှတ်ဖို့ဖြစ်သွားပြီเนาะစက်ကြည့်ရအောင်နံပါတ်3ခခွေးမှာသူတို့ဘာတွေမေးထားမှလဲဆိုတော့ပေးထားသောဝါကြများတွင်အောက်ပါစကန်ဇက်များတွေမှာတင့်လျော်သောစကန်ဇက်ကိုသုံးပြီးဝါကြများဆက်ရေးပါတဲ့နံပါတ်ကကြီးကမိမိသည်ကျအူကျော်သည်ညီမလေးကိုကျွေးသည်စာချောင်း2ချောင်းပေးထားတယ်အထဲမှာဘာဆက်တင်တယ်လဲအဲ့ဒါဆိုရင်မိမိကကျအူကျော်ပြီးမှညီမလေးကိုကျွေးလို့ရမှာဟုတ်တယ်နော်ဒါကြောင့်မလို့မိမိသည်ကျအူကျော်သည်ထိုးနောက်ညီမလေးကိုကျွေးသည်ဒါမျိုးလေးတွေရေးပေးရမှာဖြစ်တယ်နံပါတ်ခခွေးမိုးရွာနေသည်တစ်ပင်များဆူရွှဲနေသည်အဲ့ရောမိုးရွာနေသည်တစ်ပင်များဆူရွှဲနေသည်မိုးရွာနေသည်ထိုးကြောင့်တစ်ပင်များဆူရွှဲနေသည်လို့ရွေးပေးရမှာအဲ့တော့တင်းလျော်တဲ့စကားဆက်တွေကိုနံပါတ်3ခခွေးမှာရွေးချယ်ပေးရမှာဖြစ်တယ်နံပါတ်4ကအောက်ပါမိကုန်းများကိုဖြည့်ဆို့ပါအောက်ပါမိကုန်းများဖြည့်ဆို့ပါ15မှတ်ပေးထားတယ်
ဟုတ်ပြီနော်15မှတ်ပေးထားတယ်ဆိုတော့တပုတ်ကိုဘယ်နှမှတ်ဖြစ်မလဲဆိုရင်သူက3မှတ်ဖြစ်မှာပေါ့9ပုံမိတာဆိုတော့ဟုတ်တယ်နော်အဲ့တော့ဟုတ်ပြီဒါတွေကတော့ကျောင်းမှာသင်ထားတဲ့သင်ခန်းစာအတိုင်းပဲပေါ့နော်မြောက်မင်းသည်မြောက်များကိုဘဲကြောင့်မိမိကြောကုန်းကိုနေမိတစ်ဖက်ကန်းသို့သွားစီသည်။ကိုကြီးဝမ်းကိုဆန့်ကျင်ပြီးညီငယ်ညီမငယ်များမိတို့ဖြစ်လာကြသည်။ဒါမျိုးလေးတွေမိကုန်းလေးတွေကိုပြန်ဖြေရမှာဖြစ်တယ်။နံပါတ်5ကျတော့စာပိုက်တွေကိုတခြားဖတ်မယ်ဖတ်ပြီးသွားပြီလားဆိုရင်အဲ့စာပိုက်မှာပါတဲ့မိကုန်းလေးတွေကိုဖြေပြီးရမှာဖြစ်တယ်နော်မိကုန်းက3ပုံမိထားမှာဖြစ်တယ်အဲ့ဒီထဲကနေပြီးစာပိုက်ထဲကနေကြည့်ပြီးတော့သူမိလာတဲ့မိကုန်းဖြေရမှာဥပမာကကြီးဆိုရင်ဇီဝစိုးငှက်ကိုမြန်မာနိုင်ငံမြည်သည့်နေရာတွေတွေ့ရသည်။အဲဒါဆိုရင်သားတို့သမီးတို့ကဒီစာပိုက်လေးမှာရှာကြည့်လိုက်ဇီဝစိုးငှက်ကိုဗမာတွေ့ရလဲဆိုရင်ဒီမှာမြန်မာနိုင်ငံတွင်တဲ့အေယာဝတီတိုင်းဒေသကြီးရှိကျွန်းများနှင့်တနင်္သာရီတိုင်းများအတွင်းရှိကျွန်းများတွင်တွေ့ရသည်လို့ပြောရင်သားတို့သမီးတို့ပြန်ဖြေတဲ့ခါကျရင်ဇီဝဇူးငှက်ကိုမြန်မာနိုင်ငံဤအေယာဝတီတိုင်းဒေသကြီးရှိကျွန်းများနှင့်တနင်္သာရီတိုင်းဒေသကြီးရှိကျွန်းများတွင်တွေ့ရသည်လို့သုံးပြရပါမယ်ဟုတ်ပြီနော်ကဲဆက်ကြည့်ရအောင်နောက်တစ်ခုကကြတော့ဒါဆိုရင်တီချေပြောသလိုပဲဒီထဲမှာရှိတဲ့စာပိုက်တွေကိုတည်တည်ချာဖတ်မယ်ပြီးတော့မေးလာတဲ့မိကုန်းကိုသူ့အဖြေနဲ့ကိုက်ညီအောင်ဖြေပေးရမယ်လို့တီချေကဆိုလိုတာဖြစ်ပါတယ်နံပါတ်6မှာကြတော့အောက်ပါပေးထားသောကြပြစာပိုက်ဆိုလိုရင်းတိတ်ပဲကိုသင်နာလေတယ်လို့ဖြေဆိုပါဆိုတော့သူကဒီကြပြလေးကိုပေးထားပါလိမ့်မယ်ကြပြစာပိုက်အတူလေးကိုပေါ့နော်အဲ့တော့အဲ့ကပြာစာပိုက်အတူလေးတွေကမှဒီခြေတို့ကဘာလို့ပေးရမလဲဆိုတော့သူ့ရဲ့စကားပြေပြန်ပေးရမယ်ဆိုတဲ့ပါပဲဒါဆိုရင်သူက15မှတ်ဖို့ပေါ့နော်အဲ့တော့အားလုံးပေါင်းစုပေါင်းသူတို့အမှတ်ဒီ100ကိုမိထားတာကိုတွေ့ရပါတယ်ပေါ့နော်အဲ့ဆိုရင်သားတို့သမီးတို့လည်းဒီနမူနာမိကုန်းလေးတွေကိုကြည့်ပြီးတော့ဆောင်းမွေးဒီ grade 5 ဆောင်းမွေးကြီးကိုကောင်းကောင်းမွန်မွန်ဖြည့်ဆို့နိုင်လိမ့်မယ်လို့ဒီချက်ကတော့ထင်ပါတယ်ဒါလေးကဒီချက်နမူနာမိကုန်းလေးကို line ပေါ်မှာတွေ့လာတဲ့အတွက်ကြောင့်မလို့ဒီချက်ကပြန်ပြီး sharing လုပ်ချင်တာပါကျေးဇူးတင်ပါတယ်